အခုဒါနန်းမြို့ရောက်တော့ကျွန်တော်တောက်ကြနေတရက်ကိုဒီမြို့မှာမဖြစ်မနေနေရမယ်ဆိုတော့တောက်ကြနေဝတ်ပြုဖို့အတွက်ကျွန်တော်ပလီကိုရှာတယ်ဆိုတော့ Google မှာဒါနန်းတစ်မြို့လုံးထဲမှာဝတ်ပြုဖို့အတွက်ပလီတနေရာဆိုလို့ဒီနေရာပဲရှိရလို့ပြတယ်ဒီနေရာဆိုတာကဒီဒါနန်းလေးစိတ်ရဲ့အထဲတွေက prayer room ပေါ့နော်ဆိုလိုတာကဒီမြို့မှာပလီပေါ့တရားဝင်ပလီတစ်လုံးမှမရှိဘူးမွတ်စလင်လူဦးရေကသူတို့ရဲ့အစိုးရရဲ့အဆိုအရဆိုလို့ရှိရင်16ယောက်ပဲရှိတယ်ပေါ့နော်ဒါဟို resident အနေနဲ့နေတဲ့16ယောက်ပေါ့နော်ဆိုတော့ဒါနန်းလေးစိတ်က prayer room ပေါ့မနေ့ကကျွန်တော်ဖတ်ကြဖတ်မလာတော့အခုမှကျွန်တော်ဖတ်ကြဖတ်ပါမယ်ဝေါကွန်မြူနတီနိုင်ငံမှာဒီလောက်ထိ prayer room ကိုစီစဉ်ပေးထားတယ်ဆိုတော့ဒါလေးစားဖို့ကောင်းတယ်ကျွန်တော်တို့ prayer room ထဲမှာဒီချိုးဖို့စီစဉ်ပေးထားတယ်ရှိတယ်ဆိုတော့ဒါတော်တော်ပြီးပြည့်စုံအောင်လုပ်ပေးထားတယ်လို့ပြောလို့ရတယ်